ကမ္ဘာလူဦးရေရဲ့3 ပုံ 1 ပုံနီးပါးဟာဗုဒ္ဓဘာသာကိုမယုံကြည်ကြဘူးဆိုတာခင်ဗျားတို့သိပါသလား။ဘာကြောင့်ကမ္ဘာမှာလူဦးရေအများဆုံးကိုးကွယ်တဲ့ဘာသာတစ်ခုမဖြစ်ရတာလဲဆိုတာကိုလေ့လာကြည့်ကြရအောင်။နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေအတွက်ကျွန်တော်ရဲ့ Nova မြန်မာဆိုတဲ့ YouTube Channel ကို Subscribe လုပ်ဖို့နဲ့ Facebook Page ကို Follow လုပ်ဖို့မမေ့ပါနဲ့။ဆိုတော့ဗီဒီယိုလေးစလိုက်ကြရအောင်။ဗုဒ္ဓဘာသာဟာလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကအိန္ဒိယနိုင်ငံမှာစတင်ပေါ်ပေါက်ခဲ့တဲ့ဘာသာတရားဖြစ်ပါတယ်။တမိုင်းတစ်လျှောက်အာရှတိုက်ရဲ့ဒေသအတော်များများမှာနက်နက်ရှာရှာအမြင့်တွယ်ခဲ့ပြီးတန်ပေါင်းများစွာသောလူတို့ရဲ့ဘဝကိုလွှမ်းမိုးခဲ့ပါတယ်။ဒါပေမဲ့ကမ္ဘာဘာသာကြီးတွေထဲမှာပါဝင်ပေမဲ့လည်းခရစ်ယာန်ဘာသာအစ္စလမ်ဘာသာတို့လောက်တော့ကမ္ဘာတစ်ဝက်မှာပြန့်နှံ့မှုမရှိသေးတာကိုတွေ့ရပါတယ်။ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းတွေကိုကျွန်တော်တို့လေ့လာကြည့်ကြရအောင်။ခရစ်ယာန်ဘာသာဟာယေရှုခရစ်တော်ရဲ့သွန်သင်ချက်တွေကိုအခြေခံပြီးဘုရားသခင်တစ်ပါးကိုယုံကြည်တဲ့ဘာသာတစ်ခုဖြစ်တယ်လို့ကမ္ဘာလူဦးရေရဲ့3 ပုံ 1 ပုံနီးပါးဟာကိုးကွယ်ယုံကြည်ကြပါတယ်။အစ္စလမ်ဘာသာကတော့မူဟာမက်တမန်တော်ရဲ့သွန်သင်ချက်တွေကိုအခြေခံပြီးအာလာအရှင်မြတ်တစ်ပါးကိုကိုးကွယ်တဲ့ဘာသာဖြစ်ပြီးကမ္ဘာလူဦးရေရဲ့4 ပုံ 1 ပုံနီးပါးကိုးကွယ်ကြပါတယ်။ဒီဘာသာကြီးနှစ်ခုနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်ဗုဒ္ဓဘာသာဝင်ဦးရေဟာတိတိတတ်တာနည်းပါးတာကိုတွေ့ရပါတယ်။ဘာသာမဲ့တွေရဲ့အနေအထားကိုကြည့်မယ်ဆိုရင်လည်းကမ္ဘာလူဦးရေရဲ့15%ဝန်းကျင်ဟာဘယ်ဘာသာမှမကိုးကွယ်ကြပါဘူး။သူတို့ဟာဘာသာရေးဆိုင်ရာယုံကြည်မှုတွေမရှိတဲ့အပြင်တဘာဝတရားနဲ့သိပ္ပံနည်းကျအဖြစ်တွေကိုပုံမယုံကြည်လေ့ရှိကြပါတယ်။ဒီအချက်တွေကဗုဒ္ဓဘာသာဟာဘာကြောင့်ကမ္ဘာလူဦးရေအများဆုံးကိုးကွယ်တဲ့ဘာသာတစ်ခုမဖြစ်ရသလဲဆိုတဲ့မေးခွန်းအတွက်အစပိုင်းအဖြစ်တစ်ခုဖြစ်နိုင်ပါတယ်။ဗုဒ္ဓဘာသာရဲ့သွန်သင်ချက်တွေဟာဒုက္ခလို့ခေါ်တဲ့ဆင်းရဲခြင်းသဘောတရားကိုနားလည်ပြီးအဲ့ဒီဆင်းရဲခြင်းကနေလွတ်မြောက်နိုင်တဲ့နည်းလမ်းတွေကိုအဓိကထားပါတယ်။မဂ်ကင်၈ပါးနဲ့၅ပါးသီလကိုကျင့်သုံးခြင်းအပြင်လောကရဲ့အနှောင်ဘွဲတွေကနေလွတ်မြောက်ပြီးနိဗ္ဗာန်ကိုရောက်ရှိနိုင်တယ်လို့ဗုဒ္ဓဘာသာဝင်တွေယုံကြည်ကြပါတယ်။ဒီအယူဆတွေဟာတခြားဘာသာတွေရဲ့ဘုရားသခင်ကိုကိုးကွယ်ယုံကြည်ခြင်းနဲ့ကွဲပြားခြားနားတဲ့အတွက်လူအများအတွက်နားလည်ရအခက်ခဲနိုင်ပါတယ်။ခရစ်ယာန်ဘာသာနဲ့အစ္စလမ်ဘာသာတို့မှာတော့ဖန်ဆင်းရှင်ဘုရားသခင်ကိုယုံကြည်ကိုးကွယ်ခြင်းနဲ့ဘုရားသခင်ရဲ့အလိုတော်အတိုင်းလိုက်နာကျင့်ဆောင်ခြင်းကအဓိကအချက်ဖြစ်ပါတယ်။သူတို့ရဲ့သွန်သင်ချက်တွေမှာဘုရားသခင်နဲ့လူသားတွေကြားကအဆက်ဆံရေးကိုအလေးပေးထားပြီးကောင်းမှုကုသိုလ်တွေပြုလုပ်ခြင်းအပြင်ထာဝရဘဝကိုရရှိနိုင်တယ်လို့လည်းယုံကြည်ကြပါတယ်။ဘာသာမဲ့တွေကတော့ဒီလိုယူဆတွေကိုလက်မခံကြပါဘူး။သူတို့ဟာသဘာဝလုံးဖြစ်ရတွေထက်သိပ္ပံနည်းကျတက်တဲ့အထောက်အထားတွေကိုပုံမယုံကြည်ကြပြီးလူသားတွေရဲ့ကျင့်ဝတ်နဲ့ကိုယ်ကျင့်တရားတွေဟာဘာသာရေးအပေါ်မှာမူတည်နေစရာမလိုလို့ခံယူထားကြပါတယ်။ဗုဒ္ဓဘာသာရဲ့နိဗ္ဗာန်ဆိုတဲ့ပန်းတိုင်ဟာလည်းလောကီချမ်းသာကိုစွန့်လွန်ပြီးကိုယ်တိုင်အားထုတ်ကျင့်ကြံမှရောက်ရှိနိုင်တဲ့အရာဖြစ်တဲ့အတွက်လူအများစုအတွက်လက်လှမ်းမိဖို့ခက်ခဲနိုင်ပါတယ်။ဗုဒ္ဓဘာသာမှာ missionary လှုပ်ရှားမှုတွေအခြားဘာသာတွေလောက်အားမကောင်းတာလေကမ္ဘာအနှံ့ပြန့်နှံ့မှုအားနည်းရတဲ့အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။ခရစ်ယာန်ဘာသာနဲ့အစ္စလမ်ဘာသာတို့မှာသူတို့ရဲ့ယုံကြည်မှုတွေကိုကမ္ဘာအနှံ့ဖြန့်ဝေဖို့အတွက်စနစ်တကျတက်ကြွစွာလှုပ်ဆောင်တဲ့သမိုင်းကြောင်းတွေရှိခဲ့ပါတယ်။ခရစ်ယာန်သာသနာပြုတွေဟာရာစုနှစ်ပေါင်းများစွာကမ္ဘာဒေသအသီးသီးကိုတွားရောက်ပြီးခရစ်ယာန်ဘာသာကိုပြန့်ပွားအောင်လှုပ်ဆောင်ခဲ့ကြပါတယ်။အလားတူပဲအစ္စလမ်ဘာသာကလည်းပုံသွယ်မှုနဲ့စစ်ပွဲတွေကနေတဆင့်အာရှ၊အာဖရိကနဲ့ဥရောပတိုက်အချို့အထိပြန့်နှံ့ခဲ့ပါတယ်။ဗုဒ္ဓဘာသာမှာတော့အာသောကမင်းလိုဘုရင်တွေရဲ့အားပေးမှုနဲ့အာရှတိုက်အတွင်းမှာပြန့်နှံ့ခဲ့ပေမဲ့အဲ့ဒီဘာသာတွေလောက်နိုင်ငံတကာအဆင့်မှာတွင်တွင်ကျယ်ကျယ်လှုပ်ဆောင်နိုင်မျိုးမရှိခဲ့ပါဘူး။ဘာသာမဲ့တွေမှာတော့သူတို့ရဲ့အယူဆတွေကိုတမင်တကာဖြန့်ဝေဖို့ဆိုတာမျိုးမရှိပါဘူး။သူတို့ဟာလွတ်လပ်စွာစဉ်းစားတွေးခေါ်ခြင်းနဲ့တက်တဲ့အထောက်အထားတွေကိုအခြေခံပြီးသူတို့ရဲ့ယက်တီချက်ကိုရောက်ရှိလာကြတာဖြစ်ပါတယ်။ဒါကြောင့်ဗုဒ္ဓဘာသာရဲ့ကမ္ဘာလုံးဆိုင်ရာပြန့်နှံ့မှုဟာတခြားဘာသာကြီးတွေနဲ့နှိုင်းယှဉ်ရင်အားနည်းရတဲ့အကြောင်းရင်းတစ်ခုလည်းဖြစ်နိုင်ပါတယ်။နောက်ထပ်အချက်တစ်ခုကတော့ဗုဒ္ဓဘာသာဟာဒေသတစ်ခုနဲ့တစ်ခုမတူညီတဲ့အစဉ်အလာတွေနဲ့အယူဆကွဲပြားမှုတွေရှိနေတာဖြစ်ပါတယ်။ထေရဝါဒဗုဒ္ဓဘာသာမဟာယာနဗုဒ္ဓဘာသာဝစီရာယာနဗုဒ္ဓဘာသာဆိုပြီးအဓိကအဖြစ်၃မျိုးကွဲပြားပါတယ်။ဒီလိုကွဲပြားမှုတွေကြောင့်ဗုဒ္ဓဘာသာရဲ့အယူဆနဲ့ကျင့်စဉ်တွေဟာတခါတရံမှာရှုပ်ထွေးပြီးလူအများအတွက်လေးလာဖို့ခက်ခဲနိုင်ပါတယ်။ဥပမာအားဖြင့်ထေရဝါဒဗုဒ္ဓဘာသာဟာမူလဗုဒ္ဓရဲ့သွန်သင်ချက်တွေကိုအဓိကလိုက်နာကျင့်သုံးဖို့အဓိကထားပြီးယဟန်တန်ဃာတော်ရဲ့အခမ်းကဏ္ဍကအရေးကြီးပါတယ်။မဟာယာနဗုဒ္ဓဘာသာမှာတော့ဘောဓိတတ္တရဲ့စိတ်ဓာတ်ကိုအလေးထားပြီးတရားဝါအားလုံးကိုကယ်တင်ဖို့စ조사အားထုတ်ကြပါတယ်။
ဝစီယာယနာဗုဒ္ဓဘာသာကတော့တန်တရကျင့်စဉ်နေနဲ့နတ်နေတဲ့အယူဆတွေကိုပုံမူအလေးပေးပါတယ်ခရစ်ယာန်ဘာသာမှာလည်းကက်သလစ်ပရိုတက်စတန့်နဲ့အော်သိုဒေါ့စ်လိုမျိုးဂိုင်းကဏ္ဍကွဲပြားမှုတွေရှိပေမဲ့အခြေခံယုံကြည်မှုတွေမှာတော့တူညီမှုတွေအများအပြားရှိပါတယ်အစ္စလမ်ဘာသာမှာလည်းဆွန်နီနဲ့ရှီအာလိုမျိုးအဓိကဂိုင်းခွဲတွေရှိပေမဲ့အာလာရှင်မြတ်တပါးတွေကိုကိုးကွယ်ယုံကြည်ခြင်းနဲ့ကုံအားကျမ်းတော်မြတ်ကိုလိုက်နာခြင်းမှာတော့တူညီကြပါတယ်ဘာသာမဲ့တွေမှာတော့အယူဆကွဲပြားမှုတွေရှိနိုင်ပေမဲ့ဘာသာရေးကိုညှင်းပယ်တဲ့အချက်မှာတော့တူညီကြပါတယ်ဗုဒ္ဓဘာသာရဲ့ဒီလိုကွဲပြားခြားနားမှုတွေဟာတခါတရံမှာဗုဒ္ဓဘာသာကိုလေးလာလူသူတွေအတွက်ရှုပ်ထွေးစေနိုင်ပြီးကမ္ဘာလုံးဆိုင်ရာစီးလုံးညီညွတ်မှုကိုအားနည်းစေနိုင်ပါတယ်နိုင်ငံရေးနဲ့တမိုင်းကြောင်းဆိုင်ရာအကြောင်းအရာတွေကလည်းဗုဒ္ဓဘာသာရဲ့ကမ္ဘာလုံးဆိုင်ရာပြန့်နှံ့မှုကိုအဟန့်တားဖြစ်စေခဲ့ပါတယ်ရာစုနှစ်ပေါင်းများစွာအတွင်းဗုဒ္ဓဘာသာဟာအာရှနိုင်ငံအများပြားမှာအဓိကဘာသာတစ်ခုဖြစ်ခဲ့ပေမဲ့တချို့ဒေသတွေမှာတော့အခြားဘာသာတွေရဲ့လွှမ်းမိုးမှုတွေစစ်ပွဲတွေနဲ့နိုင်ငံရေးအပြောင်းအလဲတွေကြောင့်တဖြည်းဖြည်းအင်အားနည်းသွားခဲ့ပါတယ်။ဥပမာအားဖြင့်အိန္ဒိယမှာဗုဒ္ဓဘာသာစတင်ပေါ်ပေါက်ခဲ့ပေမဲ့နောက်ပိုင်းမှာဟိန္ဒူဘာသာရဲ့လွှမ်းမိုးမှုပိုပိုကြီးမားလာပြီးဗုဒ္ဓဘာသာဝင်ဥယျာဉ်တဖြည်းဖြည်းလျော့နည်းသွားခဲ့ပါတယ်။အလားတူပဲအရှေ့အလယ်ပိုင်းဒေသမှာအစ္စလမ်ဘာသာပြန့်နှံ့လာတဲ့အခါဗုဒ္ဓဘာသာရဲ့လွှမ်းမိုးမှုဟာတဖြည်းဖြည်းမိမ့်မိန်သွားခဲ့ပါတယ်။ဥရောပတိုက်မှာတော့ခရစ်ယာန်ဘာသာဟာဒါစုနှစ်ပေါင်းများစွာအဓိကဘာသာအဖြစ်တည်ရှိခဲ့ပြီးဗုဒ္ဓဘာသာရဲ့ဝင်ရောက်မှုဟာအတော်လေးနောက်ကျခဲ့ပါတယ်။ဘာသာမဲ့တွေရဲ့အင်အားကြီးထွားလာမှုဟာနိုင်ငံရေးနဲ့တမိုင်းကြောင်းဆိုင်ရာအခြေအနေတွေနဲ့ဆက်နေပါတယ်။ဥရောပမှာအင်အားကြီးထွားလာတဲ့သိပ္ပံနဲ့အသိဉာဏ်ခေတ်ရဲ့လွှမ်းမိုးမှုကြောင့်ဘာသာရေးအပေါ်တန်တရားဝင်လာသူတွေများပြားလာခဲ့ပါတယ်။ကွန်မြူနစ်အုပ်ချုပ်မှုတွေရှိခဲ့တဲ့နိုင်ငံတွေမှာလည်းဘာသာရေးကိုဖိနှိပ်တာတွေကြောင့်ဘာသာမဲ့ဥယျာဉ်တိုးပွားလာခဲ့ပါတယ်။ဒီလိုနိုင်ငံရေးနဲ့တမိုင်းကြောင်းဆိုင်ရာအခြေအနေတွေဟာဗုဒ္ဓဘာသာရဲ့ကမ္ဘာလုံးဆိုင်ရာကြီးထွားမှုကိုအတိုင်းအတာတစ်ခုထိခိုက်စေခဲ့ပါတယ်။နောက်ပြီးဗုဒ္ဓဘာသာရဲ့အချို့ယူဆတွေဟာခေတ်သစ်လူအဖွဲ့အစည်းရဲ့တန်ဖိုးထားမှုတွေနဲ့ဓာတ်ရိုက်မကိုက်ညီတာမျိုးလည်းရှိနိုင်ပါတယ်။ဥပမာအားဖြင့်လောကီအာယုံခံစားမှုတွေကိုရှောင်ရှားဖို့နဲ့ကိုကျိုးစွတ်အနစ်နာခံဖို့အလေးထားတဲ့တုံသင်ချက်တွေဟာတချို့လူတွေအတွက်လိုက်နာကျင့်သုံးဖို့ခက်ခဲနိုင်ပါတယ်။ခေတ်သစ်လူအဖွဲ့အစည်းမှာတော့ပစ္စည်းဥစ္စာစည်းစိမ်ချမ်းသာကိုရှာဖွေခြင်းနဲ့ကိုယ်ပိုင်အောင်မြင်မှုတွေကိုတန်ဖိုးထားလေရှိကြပါတယ်။ခရစ်ယာန်ဘာသာနဲ့အစ္စလမ်ဘာသာမှာလည်းကိုကျိုးစွန့်ခြင်းနဲ့ရက်ရောခြင်းကိုအလေးပေးထားပြီးမြဲလောကီချမ်းသာကိုလုံးဝဆွန့်လွတ်ဖို့တော့တိုက်တွန်းလေမရှိပါဘူး။ဘာသာမဲ့တွေကတော့ဒီလိုစီးမြင်စည်းကမ်းတွေနဲ့ပတ်သက်ပြီးလွတ်လပ်တဲ့သဘောထားရှိကြပါတယ်။သူတို့ဟာကိုကျိုးရှာခြင်းနဲ့သူတစ်ပါးကိုကူညီခြင်းကြမှာမျှတတဲ့အနေအထားကိုရှာဖွေဖို့ကြိုးစားကြပါတယ်။ဗုဒ္ဓဘာသာရဲ့နိဗ္ဗာန်ကိုရောက်ဖို့အတွက်လိုအပ်တဲ့အလွန်မင်းအားထုတ်မှုနဲ့စွန့်လွတ်အနစ်နာခံမှုတွေဟာခေတ်သစ်လူနေမှုပုံစံနဲ့တိတ်မကိုက်ညီတာကြောင့်လူအများစုအတွက်လိုက်နာဖို့ခက်ခဲနိုင်ပါတယ်။ဒါပေမဲ့ဒီအချက်တွေအားလုံးရှိနေပေမဲ့လည်းဗုဒ္ဓဘာသာဟာကမ္ဘာတစ်ဝန်းမှာဆက်လက်ပြီးကျေပြန့်နေစေဖြစ်ပါတယ်။အနောက်တိုင်းနိုင်ငံတွေမှာလည်းဗုဒ္ဓဘာသာရဲ့ငြိမ်းချမ်းရေးနဲ့တရားထိုင်ခြင်းဆိုင်ရာတုံ့ပြန်ချက်တွေကိုစိတ်ဝင်စားတဲ့သူတွေတိုးပွားလာနေတာကိုတွေ့ရပါတယ်။သတိပဋ္ဌာန်လိုတရားအားထုတ်တဲ့နည်းလမ်းတွေဟာစိတ်ဖိစီးမှုတွေကိုရှော့ချပေးနိုင်တဲ့အတွက်လူအများရဲ့စိတ်ဝင်စားမှုကိုပုံမရရှိလာပါတယ်။ဘာသာမဲ့တွေထဲမှာလည်းတရားထိုင်ခြင်းနဲ့ mindfulness လိုလေ့ကျင့်ခန်းတွေဟာစိတ်တည်ငြိမ်မှုနဲ့အတွင်းစိတ်ငြိမ်းချမ်းမှုကိုရရှိစေနိုင်တဲ့အတွက်တဖြည်းဖြည်းလူကြိုက်များလာပါတယ်။ဗုဒ္ဓဘာသာရဲ့ဒီလိုအပြုသဘောဆောင်တဲ့ရှုထောင့်တွေကြောင့်ကမ္ဘာတစ်ဝန်းမှာဗုဒ္ဓဘာသာကိုစိတ်ဝင်စားသူတွေဆက်လက်တိုးပွားနေတာကိုတွေ့ရပါတယ်။ဗုဒ္ဓဘာသာရဲ့အဓိကအနှစ်သာရဖြစ်တဲ့မေတ္တာကရုဏာမုတိတာနဲ့ဥပိ္ပခဆိုတဲ့ဗြဟ္မဝိဟာရတရား၄ပါးဟာလူသားအားလုံးအပေါ်စာနာထောက်ထားမှုနဲ့ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ဖို့အဓိကထားတဲ့အတွက်ဘယ်အချိန်ခါမှမဆိုလူသားတွေအတွက်အရေးပါတဲ့တန်ဖိုးတွေဖြစ်နေပါတယ်။ခရစ်ယာန်ဘာသာနဲ့အစ္စလမ်ဘာသာမှာလည်းအခြားသူတွေကိုချစ်ခင်ကျင်နာဖို့နဲ့ကူညီစောင့်ရှောက်ဖို့အတွက်သွန်သင်ထားပါတယ်။ဒါပေမဲ့ဗုဒ္ဓဘာသာရဲ့မေတ္တာနဲ့ကရုဏာအပေါ်အလေးပေးမှုဟာပုံမူကျယ်ပြန့်ပြီးလူသားအားလုံးသာမကသရဝါအားလုံးအပေါ်မှာပါတက်ရောက်ပါတယ်။ဘာသာမဲတွေထဲမှာလည်းလူသားချင်းစာနာထောက်ထားမှုနဲ့တရားမျှတမှုကိုအလေးထားတဲ့သူတွေအများပြားရှိပါတယ်။သူတို့ဟာဘာသာရေးအခြေခံမရှိပေမဲ့လည်းကိုကျင့်တရားကောင်းမှုဖို့နဲ့လူအဖွဲ့အစည်းကိုအကျိုးပြုဖို့ကြိုးစားကြပါတယ်။ဗုဒ္ဓဘာသာရဲ့ဒီလိုလူသားဆန်တဲ့တန်ဖိုးတွေဟာဘာသာမရွေးလူမျိုးမရွေးလူတိုင်းအတွက်ဆွဲဆောင်မှုရှိတဲ့အရာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာဗုဒ္ဓဘာသာဝင်ဥယျာဉ်ဟာတန်900ကျော်ရှိပြီးကမ္ဘာလူဦးရေရဲ့9%ဝန်းကျင်ရှိပါတယ်။ဒီပမာဏဟာတခြားဘာသာကြီးတွေနဲ့နှိုင်းယှဉ်ရင်နည်းတယ်လို့ဆိုနိုင်ပေမဲ့ဗုဒ္ဓဘာသာရဲ့ဩဇာအာဏာလွှမ်းမိုးမှုဟာဒီကိန်းဂဏန်းထက်ပိုမိုကြီးမားပါတယ်။အနုပညာယဉ်ကျေးမှုအတွေးအခေါ်နဲ့စိတ်ပညာနယ်ပယ်တွေမှာဗုဒ္ဓဘာသာရဲ့လွှမ်းမိုးမှုဟာတိတာထင်ရှားပါတယ်။အာရှတိုက်ရဲ့ပိသုကလက်ရာတွေဝကြီးကားတွေရုပ်တုတွေနဲ့စာပေတွေမှာဗုဒ္ဓဘာသာရဲ့လွှမ်းမိုးမှုကိုတွေ့မြင်နိုင်ပါတယ်။အနောက်တိုင်းမှာလည်းဗုဒ္ဓဘာသာရဲ့အတွေးအခေါ်တွေဟာစိတ်ပညာရှင်တွေနဲ့အတွေးအခေါ်ပညာရှင်တွေရဲ့စိတ်ဝင်စားမှုကိုခံယူခဲ့ပါတယ်။
ဥပမာအားဖြင့် mindfulness အခြေခံတဲ့ကုထုံးတွေဟာစိတ်ကျန်းမာရေးကိုမြင့်တင်ဖို့အတွက်အသုံးဝင်ကြောင်းတွေ့ရှိထားပါတယ်။ကိုရီးယားဘာသာနဲ့အစ္စလမ်ဘာသာမှာလည်းသူတို့ရဲ့ယဉ်ကျေးမှုနဲ့အမှုပညာပေါ်လွှမ်းမိုးမှုတွေရှိပေမဲ့ဗုဒ္ဓဘာသာရဲ့လွှမ်းမိုးမှုဟာအရှိတိုင်းယဉ်ကျေးမှုမှာပုံမနှက်ဆိုင်ပါတယ်။ဘာသာမဲ့တွေမှာတော့ဘာသာရေးဆိုင်ရာအမှုပညာနဲ့ယဉ်ကျေးမှုတွေကိုလေ့လာပေမဲ့သူတို့ရဲ့ကိုယ်ပိုင်ယုံကြည်မှုစနစ်အပေါ်မှာတော့တက်ရောက်မှုမရှိပါဘူး။ဗုဒ္ဓဘာသာရဲ့ငြိမ်းချမ်းရေးနဲ့ပညာဉာဏ်ကိုအလေးပေးတဲ့သွန်သင်ချက်တွေဟာကမ္ဘာအနှံ့ပြားကလူတွေကိုဆက်လက်ဆွဲဆောင်နေမှာသိကြပါတယ်။ဒါကြောင့်ကမ္ဘာပေါ်မှာဗုဒ္ဓဘာသာကဘာလို့ထောက်ဝမ်းမဖြစ်တာလဲဆိုတဲ့မေးခွန်းရဲ့အဖြစ်ဟာတမိုင်းကြောင်းဆိုင်ရာအချက်တွေယဉ်ကျေးမှုဆိုင်ရာကွဲပြားမှုတွေသွန်သင်ချက်တွေရဲ့ထူးခြားမှုတွေနဲ့ကမ္ဘာလုံးဆိုင်ရာသာသနာပြုလုပ်ငန်းတွေရဲ့အားနည်းမှုတွေစတဲ့အကြောင်းအရာများစွာနဲ့ဆက်ဆက်နေပါတယ်။ဘာသာတရားတစ်ခုဟာကမ္ဘာလူကြီးအများဆုံးကိုးကွယ်တဲ့ဘာသာတစ်ခုဖြစ်လာဖို့အတွက်အချိန်အားထုတ်မှုနဲ့တမိုင်းကြောင်းဆိုင်ရာအခွင့်အရေးတွေအများပြားလိုအပ်ပါတယ်။ခရစ်ယာန်ဘာသာနဲ့အစ္စလမ်ဘာသာတို့ဟာရာစုနှစ်ပေါင်းများစွာနိုင်ငံရေးအင်အားနဲ့ယဉ်ကျေးမှုလွှမ်းမိုးမှုတွေရဲ့အထောက်အပံ့ကိုရရှိခဲ့ပါတယ်။ဗုဒ္ဓဘာသာမှာလည်းအာသောကမင်းလိုအင်အားကြီးမားတဲ့ခေါင်းဆောင်တွေရဲ့အားပေးမှုရှိခဲ့ပေမဲ့ကမ္ဘာလုံးဆိုင်ရာအဆင့်မှာတော့အဲ့လိုအခွင့်အရေးမျိုးအမြဲတမ်းမရရှိခဲ့ပါဘူး။ဘာသာမဲ့တွေရဲ့အရေးအတွက်တိုးပွားလာမှုဟာလည်းဘာသာတရားတစ်ခုကိုကမ္ဘာအဆင့်မှာဥဆောင်ဘာသာဖြစ်လာဖို့ပုံမခက်ခဲစေတဲ့အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာဟာကမ္ဘာကြီးကိုငြိမ်းချမ်းမှုနဲ့ပညာဉာဏ်တွေပေးအပ်နေတဲ့အရေးပါတဲ့ဘာသာတရားတစ်ခုအဖြစ်ဆက်လက်တည်ရှိနေမှာသိကြပါတယ်။ဆိုတော့ဒီဗီဒီယိုကိုကြိုက်နေတဲ့ဆိုရင် like လုပ်ပေးဖို့မမေ့ပါနဲ့။တခြားသူတွေလည်းသိရှိနိုင်အောင် share လုပ်ပေးပါ။နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေအတွက်ကျွန်တော်ရဲ့ Nova မြန်မာဆိုတဲ့ YouTube channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့။ပြီးတော့ Facebook page ကိုလည်း follow လုပ်ဖို့မမေ့ပါနဲ့။ဆိုတော့နောက်ဗီဒီယိုတစ်ပုဒ်မှာပြန်ဆုံတွေ့ကြတာပေါ့။